Hello ဒီနေ့မှာတော့ကျွန်တော်တို့မျက်လုံးနဲ့ပစ်တာပေါ့နော်ကျွန်တော်တို့မျက်လုံးနဲ့ပစ်တာဘယ်လိုပစ်လဲဆိုတော့ကျွန်တော်ပြမှာနော်တစ်ချက်ခေါင်းလေးပါတော့ headshot တွေတိတ်မမှန်ဘူးဗျာကျွန်တော်ပစ်တာအဲ့လိုမျိုးပါဗျာအဓိကတော့ကျွန်တော်တို့စတင်ထဲမှာနည်းနည်းပပလေး clear ရမှာပေါ့နော်မျက်လုံးဆွဲတဲ့နေရာမှာတည်ရမှာဒီမှာကျွန်တော်စတင်နဲ့သွားမယ်ပြီးရင်ကျွန်တော်တို့ strawberry ထဲမှာဗျာအောက်မှာမျက်လုံးတွေပါရွှေ့နေရာမှာရှိတယ်ကျွန်တော်ကမြန်မာကြိတ်တယ်ဆိုတော့နည်းနည်းနေရာကြောင့်ဒီထားလိုက်ပါနော်ကိုနေတော့ထားပါနော်ပြီးကြကျွန်တော်တို့သွားပြီး train ကြည့်မယ်ဒီမှာဗျာဆွဲလိုက်မျက်လုံးဆွဲပြီးလွတ်တာနဲ့ဂန်းကိုတန်းပြည့်ရပါအဲ့လိုတန်းပြည့်ရမျက်လုံးလွတ်တာနဲ့တပြိုင်တည်းတန်းပြည့်ရပါဗျာအဲ့လိုမျိုးရှော့ဂန်းအပြည့်ရတာလွယ်နော်စနေပါကြတော့ရန်သူရဲ့နည်းနည်းလေးကိုကြော်နေမှမျက်လုံးလွတ်ပြီးတာနဲ့တက်ပြီးရအဲ့လိုနည်းနည်းလေးကြော်ပြီးထားပြီးညာစနေပါဆိုရင်တော့ရှော့ဂန်းကြပို့ပြီးလွယ်တယ်တဲ့စနေပါတော့ခက်တယ်ဗျာရှော့ဂန်းကြတော့ချက်တိုင်းထွက်တယ်ဗျာတခါလေးလည်းမထွက်ကျွန်တော်တို့အဲ့လိုမြဲတဲ့အိမ်ကြီးလွဲတာရှိဖြည်းဖြည်းထွင်းတော့ရတယ်နော်အဲ့လိုရန်သူရဲ့နည်းနည်းလေးကိုကြော်ပြီးထားလိုက်ဗျာအိမ်ကိုပြီးကြတော့ကျွန်တော်တို့မျက်လုံးဆွဲပြီးလွတ်တာနဲ့ကန်းကိုတန်းပြီးပြည့်ရမှာနော်အဲ့လိုမျိုးကျွန်တော်မထွက်ကြည့်ရဒီမှာအဲ့လိုမျိုးမျက်လုံးဆွဲပြီးရတယ်လွတ်တာနဲ့တန်းပြည့်ရမှာဒီနေ့တော့တပြိုင်တည်းအဲ့လိုမျိုးဖြည်းဖြည်းချင်းထွင်းသွားမှရတယ်ကျွန်တော်တို့မရဘူးအဲ့လိုမျိုးတခါလေးမှချက်ကန်းလို့မှန်တာလို့အဲ့လိုမျိုးတွေပဲရှိပုံမှန်ကြီးတော့မမှန်ဘူးပြအမြဲတမ်းလည်းမမှန်ပုံမှန်ထွင်းနေတော့ရှင်ပြရပါတော့ကဲအဲ့လောက်ပဲတည်ရဗျာကျွန်တော်အားလုံးပဲရှင်ပြကြပါစေ